ဂျပန်လိုအေးပိုင်းဒီမှာမဖြစ်ထွန်းတဲ့ပပါယာဒီအသီးတွေကထိုင်းကလာတဲ့အသီးတွေပါဈေးကလည်းအတန့်တင်ပါပဲအစာချေစနစ်ကောင်းစီတယ်ပပါယာထဲမှာပပိန်ဆိုတဲ့အင်ဇိုင်ရှိလို့အစာမကြေဝမ်းချုပ်တာတွေကိုတက်တာစေတယ်ကိုခန္ဓာတိုးစေတယ်ဗိုက်တာမင် C A များလို့ဖျားနာတွေတာကိုကာကွယ်ပေးနိုင်တယ်နှလုံးကျန်းမာရေးကောင်းစေတယ်အမြင့်တက်များပြီးသွေးကြောကျန်းမာရေးကိုကောင်းစေတယ်အန်တီအောက်ဆီဒန့်များလို့အရေပြားအိုမင်းမှုကိုလျော့စေတယ်ဗိုက်တာမင် A ပါဝင်လို့မျက်စိအမြင်အာရုံကိုကူညီပေးတယ်ပပါယာရဲ့အရွက်ကလည်းသွေးလွန်တို့ကွဒင်ဂီအထွတ်ရိုးရာနီးလန့်အဖြစ်အသုံးပြုကြတယ်ကဲစားလိုက်အောင်မယ်ဗျာ